Ai đá vậy. Anh nó khen đi. Papa đi luôn đấy. Là lý này papa đi. À, sao vậy? Quá là nè mê quá rồi, mai đi. Nó không mới mê quá. Đi đang đi. Mày nó mê à? Mà tissue này mà nhỉ? Chưa. Sẽ lấy lên ná này để chị đi lâu lại tao rồi à. Nó mà shooting á, aka camera camera có blog tiêu sao? Tụi bà gia nhập nó bây giờ nó còn mi nguyên gì? Đã phải là xem video setting mà, cho nó giáo đấy chứ mà. Xem video chỉ cho video, đã lại rồi video gì vậy đấy. Tôi vẫn chỉ nên mà cho cái này mà mi đi. Skin zo pay mi à? Chỉ nên là Screen so friendly à? So friendly à, tôi ở có là tăng nặng xuống nhưng mà mini lông tu à không? Rồi tôi xích cái riêng cái yoga này bắt đầu biểu đây về phổ sang đại thì chơi được rồi đã được phát triển chơi mà đã cho nên cô bảo này collaboration cái bọn này thâu được music video cho bài thì ba Fairyland sao mày bảo đấy Fairyland mà là đâu chứ nhỉ? Fairylandပြောရရင် Fairyland ရဲ့ compound ကတောင်ကြီး4000နဲ့ဖွဲ့စည်းထားတယ်။တောင်4000ရှိအမြင့်ဆုံးတောင်ကြီးတယ်။တောင်လက်ရှိတယ်။အဲ့မြင့်ဆုံးတောင်ရဲ့ထက်သေးတဲ့တောင်မှာဒီဘာညာမြင်းနေထားတယ်လူမီးဝင်းနေထားတယ်ဒါတက်နေထားတယ်။ညဘက်ကျရင်မြို့ုံပွဲရှိတယ်ဒါဒီမှာလောက်တာပေါ့နော်။ဒီစားသောက်ဆိုင် cafeteria ဘာညာအကုန်လုံးကဒီမှာပဲ။နောက်ထပ်အောက်မှာပြီးတော့အဲ့လိုတက်ရတဲ့မျိုးရှိတယ်။မိသားစုတက်နဲ့အတွဲတက်8000သိန်းတောင်းလာနေစားပြီးတော့သိန်းခွဲလောက်ရှိတယ်ဈေးရတယ်။ဟိုအောက်မှာဆိုရှင်ဒါအပြန်နေ walking ဝင်ပြီးတော့လဲလို့ရတဲ့နေရာရှိဟိုအောက်ဆုံးတောင်ပေးလို့ဒီမှာ golf ကိုအသေးသားလေးရှိတယ်။ဒီမြင်းစီးလို့ရတယ်။ဆွန်လို့ရတယ်။မိုက်တယ်။ဒီနေ့ကျွန်တော်ရိုက်နေတဲ့ subject တွေကဘာဖြစ်မလဲဆိုတော့ story board တွေဘာမှပြင်ထားတယ်မရှိဘူး။အဲ့တော့ဘာတဲ့ object တွေကိုပဲနည်းနည်းလေး conversation တွေလိုက်ရှာပြီးတော့ကြည့်လို့ကောင်းအောင်လုပ်မှာပေါ့နော် chorus ဆိုလို့ရှိရင်ဆန်းပြပုံစံလေးစူဟိုရိုက်တာတော့မဟုတ်တော့ဘူးလေရုပ်ငြိမ်နေနဲ့ပဲသွားတယ်နော်ဒါပေမဲ့ကင်မယ်မှုလေးနဲ့အလုပ်လေးနေတယ်ဟုတ်ပဲအဲ့လို conversation တစ်ခုလာလို့ရှိရင် conversation နဲ့တူတဲ့ဥစ္စာတွေ match ကလေးလုပ်ပြီးတော့ match ကတော့မဟုတ်ဘူးဖြစ်တယ်ဖြစ်လာမယ့်ဟာတော့မသိဘူးကွာအဲ့ဒီကြောင့်ဆိုမှကြည့်ပြီးလုပ်မဲ့ music video ဖြစ်ပါတယ်သွားတော့ဗျာရခဏကိုအေးကြောပြလိုက်ပြီနော်ကြောပြလိုက်ပြီဟုတ်ပြီပြောင်းရင်ပြန်တော့အဲ့မိုက်တယ်တော့ဘယ်မသွားနိုင်နဲ့ခွာလိုက်ရောဟုတ်ပြီဟေးတော့ပဲပြောပြမယ်ငါကြောက်စရာကောင်းတဲ့ story ကိုပြောပြဟောတော်လုံးပါလေအမြင့်က view point ငါတက်သွားတယောက်တည်းတလန်းလုံးတက်သွားပြီးတော့ view point အပေါ်လေးရောက်တော့အဲ့ line က view point ပေါ်လေးရောက်တဲ့အဲ့တော်တစ်ခုလုံးဘယ်သူမှသွားမနေအပေါ်လေးရောက်တော့တခါလေးငါဟိုဖြစ်တယ်ဆိုင်ရပိတ်နေဟိုးတောင်ထိန်နေ
ဆိုင်အောင်ဖွင့်တော်ကြီးခတ်တာရေကစားနေရေဘူးလည်းပါမယ်ပေါ့အော်ဆိုင်ရောက်မှရေတောက်မယ်ပေါ့ဆိုပြီးအောက်မှာကြိုးစားပြီးတက်မှာဟိုတော့မရှိဘူးပြောနေကြအဲ့နဲ့ပေါ်လေးရောခေကောင်လာပြီးဟောင်းနေသူချန်ကြီးတော့ခတ်တာအဲ့ရေကမရတော့အောက်အဲ့တောင်အောက်ကိုပြန်ဆင်းပြီးတော့ Google Map ထဲမှာကြည့်ရ Virgin Cafe ဆိုပြီးတော့ cafe တစ်ခုဆိုင်ပေါ်နေအဲ့ပြန်တယ်လဲမရင်ပြန်မနေအဲ့နောက်ရောက်ရှောင်သွားတယ်အဲ့နောက်မသွားခင်အဲ့ဘုံပေါ်နေစင်းတဲ့လမ်းဆုံးတစ်ခုမှာအဲ့တဲလေးတစ်ခုရှိအဲ့တဲလေးမှာခဏရက်ပြီးတော့သေးပေါက်တာတွေပါလှုပ်လိုက်သေးအဲ့ကြောက်လေးရောက်ဘောဘာမှမရှိဘူးဘာမှမရှိဘူးတကယ်မရှိဘူးအဲ့ပြန်ဆင်းလာပြီးတော့အဲ့အဆောင်လမ်းဆုံးနေရာပြန်ရောက်တော့ဦးလေးတယောက်ငိုလို့ထိုင်နေတာဒါကြီးနဲ့အသေးချောက်တာဖြစ်နေတယ်ဟမ်တရားကြောင့်ငါဖက်ဘူးရဲ့ငယ်တော့ကြက်စားဦးတယ်လို့ဟောစားဦးတယ်လို့ဟိုကြက်ရွာလို့ပါလို့ဖြစ်ချက်စားအမီးရတာဝေပြန်တော့အခု BIN ဆင်ကိုကျွန်တော်6400နဲ့သုံးပါတယ်6400ရယ်16 mm lens ရယ်ဒါကျွန်တော်လက်တကန်းကွာနေကျွန်တော် selfie လိုမျိုးကန်ပြီးတော့အဲ့နဲ့ဝေးထားပြီးပြောလို့ရတယ်ပေါ့နော်ဟိုမှာကတော့ main camera မှာကတော့ A7 III ပေါ့ A7 III ရယ် A7 III ကို Sigma 2890 2490မရဘူး2890 Sigma 2890 f1.80 ပွင့်နေပေါ့နော်နာကောင်းနေမမင်းငါငါနှလုံးသားထဲမှာမင်းငါနေရတိုင်းမှာ Schizophrenia ငါခံစားခဲ့ရတာ Freeland ကအခုဒီ February လလောက်ရောက်လို့ရှိရင်သူတို့ရာသီဥတုတာယာတဲ့ဘက်ကိုရောက်ပါပြီဗောနော် February March April လောက်ထိကဟိုတင်ပင်လေးပါရောနည်းနည်းလေးရှားသွားမယ်တူတယ်ဘာလို့လဲကျွန်တော်ထင်တယ်ဟိုကျွန်တော်ဟိုစောင်းတွင်တင်ပင်လေးအရင်များတဲ့အချိန်ကဒီစောင်းဦးပေါ့စောင်းရာသီဥပိုင်းမိုးရင်းကနေရစောင်းတွင်ကိုစပြီးကူးတဲ့အချိန်ဆိုတင်ပင်လေးများနေပြီဘာလို့အဲ့ဟိုဟာနဲ့ဟာလေအဲ့မုတ်တုံလေးဘယ်လိုခေါ်လဲမသိဘူးမုတ်တုံလားဘယ်လိုလဲစောင်းလေးဟိုဘက်ကိုပြန်ထွက်တာလေအဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်တိန်နေအများကြီးမြင်ရမယ်စောင်းတွင်းလဲစပြီးခံစားလာပြီဟိုမှာရင်ငွေတွေနဲ့တောင်းတကူလုံးကမြူတွေနဲ့ fog data အားကြတဲ့အချိန်တိန်မလဲပူမြင်ရအောင်ဒီလိုချိန်တွေကျတော့အဲ့လိုတာရတယ်ဒါပေမဲ့စောင်းတွင်းအေးတယ်ချိုးရည်လဲအဲ့လို temperature ရန် drop တဲ့ရည်ရှိတယ်ဒါပေမဲ့ကြည်တဲ့ရည်တွေအများတယ်ဗောနော်အခုကျွန်တော်ဒီရောက်နေရတော့ညညဆိုလာပြီးညအခုဒီမှာဆိုရင်တော့မနေ့ကင်းဆိုဒါလေးကတတရမြင်ရတယ်ဒါပေမဲ့အပေါ်ကနေအောက်ကိုကြည့်တော့အဲ့လိုအငွေလေးရောဘာတော့ရှိတာပေါ့နော်သူ atmosphere ရတာပဲအရင်ဟိုအင်းလေလို့ပြီးတော့အရင်ထူလို့ဖြစ်နေတယ် bye bye
စက္ကန့်30လောက်ရိုက်လိုက်ပြောရင်နားတက်လာပြီးဒီဇိုင်းတိုင်းတစ်ချက်လောက်ယူပြီပဲဒီနေ့ဟိုဟာလဲပြီလားငါပါလား ဆန္ဒဘာညာလက်မိမတယောက်တည်းရှိလက်လို့ပါလို့ပြီးတော့ဟိုကအနီအောင်ဝတ်တာကျတော့ဒီပဲဖြစ်သွားမှာပေါ့နော်အနီယာကကျဒီပဲကိုပြောရမှာအာရောနှစ်ကိုပဲပေါ့ဒီနေ့ရိုက်တဲ့သချင်းနာမည်က Secret Sophronia တဲ့Claw Fairyland မှာလာရိုက်တာ Papillon the Band ပေါ့ကျွန်တော်တို့သချင်းပေါ့ဒီနေ့ style လည်းကျွန်တော်ပေါ့နော်ဒါပေမဲ့ make up ကတော့အထူးအနေနဲ့ရဲရဲပေါ့ရှောင်းဒီအကရဲလေးထိုက်ပေါ့ညခုံးဝေးဗာလဲမျက်တောင်နှစ်ခမ်းနီတို့ညခုံးဆဲတာတို့ပေါ့ရှာတူရယ် မနေ့ပြောမှာမဟုတ် ဟုတ်ကဲ့ မနေ့ what ဘာပဲစားခွဲဗျာဒါမှ နေလို့ရကျွန်တော်တနေ့ကလွတ်သေးတယ်အဲ့နေ့က 咱关地吧， ကျွန်တော်လည်းတက်လာ 过来关实地吧， ဒါမှမဟုတ်လေကိုမလာသွားရောက်နေလေ 明天怎么样呢？ ပြည့်တော့ပြီရ 拜拜，就完了。 မွားနေဟုတ်တယ်နော်ဆောင်းတော့ပေးတယ်အောင်စားတယ် Happy birthday to you Happy birthday ဒီယာအာကာ Happy birthday from you အဲ့ဒါညာကြရင်တော့ကြတယ် တော်လန်ရင်းနေတယ်ဟုတ်ကော 我就摸你的瓜。 တော်လည်းရေးလေးရလို့ရှိလို့လားပြောပါလေဘာပေးကြရေဘာမှမ 阿爸嘞，给手过去。 ဝေးတော့ကျွန်တော်တက်သားတော့ထည့်ပေးလိုက်မှာတော့ဝေးတော့ ချိန်နေဒါပေမဲ့ဟိုစက်ညင်ပဲဖြစ်တယ်ကိုပဲဖြတ်ဝေးဖြစ်တယ်ဝေးဖြစ်တယ်ဟိုလာမှုမသေးဘူးတော့ငြိမ်နေတော့မှာတော့ကိုလောင်းငြိမ်ငြိမ်ပဲရက်တယ်တော့မလုံးဘူးချိန်တွေ့ရဒီဘက်ကနေတို့ဒီဘက်ကနေတို့โอเคအဲ့နောက်နည်းနည်းဆုပ်ကြည့်နောက်နည်းနည်းဆုပ်ကြည့်ဒီအရင်ဝေးအချိန်ပြည့်တော့1 2 To say lo ve To say lo ve Baby up Volare Say lo ve Okay good day Music video မှာပါဝင်ကူညီသူများဖြစ်ပါတယ်ပါဝင် live နည်းနည်း live စားတာကျွန်တော်အောက်မှာစားလိုက်ပေါ်မှာစားလိုက်မြည်